ကောင်းကင်နဲ့မြေကြီးမဖန်ဆင်းခင်မှာဖယားသခင်ဘယ်မှာရှိနေခဲ့လဲဘယ်မှာနေခဲ့တယ်လဲဆိုတော့မေခွန်းရောက်လာပါတယ်ဒီမေခွန်းကိုမဖြေခင်ဖြစ်ရမှန်ဖြစ်ပျက်ကလေးတစ်ခုကိုကျွန်တော်သွားတည်းရတယ်အာကာသမှာပထမဦးဆုံးခြေချခဲ့တဲ့ရုရှားအာကာသယာဉ်မှူးယူရီဂါဂါရင်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်1961ဧပြီလမှာသူကအာကာသမှာခြေချခဲ့တာပေါ့အဲ့ဒါပြီးတဲ့အခါမှာမြေကဘာကိုသူပြန်လာတဲ့အခါမှာသူဘာပြောတယ်လဲဆိုရင်ကျွန်တော်တဲ့အာကာသမှာတဲ့လိုက်ရှာတယ်ကြည်တယ်ရှာတယ်တဲ့ဒါပေမဲ့ဖျားသခင်ဆိုတာကိုကျွန်တော်မတွေ့ခဲ့ဘူးဆိုပြီးတော့ပြောတယ်အဲ့ဒီစကားကရုရှားနိုင်ငံရဲ့ဝါဒဖြန့်ပိုစတာထဲမှာပါလာတယ်ဖျားဆိုတာမရှိပါဘူးဆိုပြီးတော့ပိုစတာထဲမှာစာသားရေးထားတယ်ပြီးရင်အဲ့ဒီပိုစတာထဲမှာပဲယူရီဂါဂရင်ရဲ့ပုံလေးကိုလည်းထည့်ထားတယ်အဲ့တော့အဲ့ဒီပိုစတာလည်းထွက်လာရောအဲ့ဒီအဆိုလည်းထွက်လာရောလူအမျိုးမျိုးတုံ့ပြန်ကြတာပေါ့အဲ့ဒီထဲမှာဗြိတိန်စာရေးဆရာဖြစ်တဲ့ C.S. Lewis ကဒီလိုတုံ့ပြန်တယ်သူကဘာပြောတယ်လဲဆိုရင်ယူရီဂါဂရင်ကတဲ့အာကာသထဲမှာဖျားသခင်ကိုလိုက်ရှာတယ်ဆိုတာကဘာနဲ့သွားတူတယ်လဲဆိုရင်တဲ့သူ့ရဲ့အတွေးထဲမှာဖျားဆိုတာကကျွန်တော်တို့လူတွေတိုက်ခန်းတဲ့ပေါ့နော်သုံးလေးထက်နဲ့နေကြတဲ့လူတွေလိုမျိုးပေါ့လူကအောက်ထပ်မှာနေဖယားကအပေါ်ထပ်မှာနေအဲ့လိုမျိုးနေတယ်လို့သူ့အနေနဲ့တွေးနေပုံရတယ်တဲ့အဲ့တော့အောက်ထပ်ကလူကအပေါ်ထပ်မှာဘယ်သူများရှိတယ်လဲဆိုတော့သွားကြည့်တော့အပေါ်ထပ်မှာဘယ်သူမှမတွေ့တော့ဖယားဆိုတာမရှိပါဘူးကွာလို့ပြောတာနဲ့သွားတူတယ်တဲ့နောက်ပြီးတော့ယူရီဂါဂါရင်ရဲ့အာကာသထဲမှာဖယားကိုသွားရှာတာကဘာနဲ့တူတယ်လဲဆိုရင်နောက်တစ်မျိုးဖော်ပြရမယ်ဆိုရင်ရှိတ်စပီးယားပြဇာတ်ထဲကမင်းသားဟမ်လက်ကဒီအာတိရဲတိုက်ထဲမှာရှိတ်စပီးယားကိုစာရေးဆရာရှိတ်စပီးယားကိုသွားရှာတာနဲ့တူတယ်တဲ့အဲ့တော့ဒိတ်ဘဲကဘာလဲဆိုတော့ပြဇာတ်ရေးဆရာကတော့ဒီထဲမှာတော့မရှိဘူးလေနော်ဒီအာတိရဲတိုက်ထဲမှာတော့မရှိဘူးဘာနဲ့သွားတူလဲဆိုကျွန်တော်မြန်မာဆန်ပြောရမယ်ဆိုရင်မြန်ရစာတွတ်ပီကကြုံတိုင်းရွာထဲမှာသွားပြီးတော့ကာတွန်းရေးတဲ့ဆွေမင်းဒနုဖြူကိုသွားရှာနေတယ်လို့ဖြစ်မှာပေါ့ဘလို့မှကြုံတိုင်းရွာထဲမှာမရှိဘူးဘာကြောင့်လဲလို့ပြောအဲ့ကြုံတိုင်းရွာတို့တွတ်ပီတို့ဘိုက်ကလေးတို့မတ်သေးမြင်တို့ဆိုတာကဆွေမင်းတတုဖြူရဲ့လက်ရာတွေဖြစ်တယ်ဖန်တီးချက်တွေဖြစ်တယ်အဲ့ကြုံတိုင်းရွာထဲမှာမရှိဘူးအဲ့ဒီထဲမှာအဲ့ဒီကတ်တွန်းထဲမှာမရှိဘူးသူကပြောပြမှသူကပွင့်ပြမှပဲရှိတယ်ဆိုတဲ့ဥစ္စာမျိုးကျွန်တော်ပြောပြချင်တာဖြစ်တယ်အခုလည်းပဲမေခွန်းရှင်ကကောင်းကင်နဲ့မြေကြီးမဖန်ဆင်းခင်ဖခင်ဘယ်မှာရှိနေတယ်လဲဆိုပြီးတော့မေးတော့ခုနကပြောတဲ့အာကာသယေမှုယူရီဂါဂရင်လို့ပေါ့ဘုရားသခင်ဆိုတာကတနေရာမှာတော့သွားရှိနေရမယ်နော်တနေရာမှာရှိနေရမယ်ဆိုပြီးတော့တစ်ထစ်ချတွေးနေပုံမြင်နေပုံရတယ်တကယ်တော့အဲ့လိုမျိုးမဟုတ်ဘူးအဲ့တော့ဒီလိုဆိုရင်ကျွန်တော်အနေနဲ့မေခွန်းရှင်ကိုပြန်ပြီးတော့မေခွန်းထုတ်ချာတစ်ခုရှိတယ်အဲ့ဒါဘာလဲလို့ပြောရင်မေခွန်းရှင်ပြောနေတဲ့ကောင်းကင်နဲ့မြေကြီးအပအဝင်ဒီစัจ java ရာကြီးတစ်ခုလုံးမရှိမီမတီမရှိမီမပြက်လာသေးမီမှာကောဘယ်သူရှိနေတယ်လဲသူကကောဘယ်နားမှာသွားရှိနေတယ်လဲကောင်းကင်နဲ့မြေကြီးနဲ့မဟုတ်ဘူးနော်ဒီစัจ java ရာကြီးအနန္တစัจ java ရာကြီးကျဲလေးဂျိုးလေးအဲ့ဒီအရာတွေဘယ်မှမရှိသေးခင်မှာကောဘယ်သူရှိနေတယ်လဲသူကကောဘယ်နားမှာရှိနေတယ်လဲဘယ်အချိန်ကလေးရရှိနေတယ်လဲဆိုတာလည်းမေးခွန်းမေးစရာရှိတာသိပ္ပံပညာရှင်တွေရဲ့အဆိုအရကျွန်တော်တို့ရဲ့ကဘာကြီးဒီစัจ java ရာကြီးရဲ့သက်တမ်းကနှစ်တန်ပေါင်း73.8 ဘီလီယံလောက်ရှိပြီလို့ပြောတယ်ဆိုတော့အတိတ်ဘက်ကပါလဲဆိုရင်ဒီစัจ java ရာကြီးကဟိုးအမြဲတမ်းတည်ရှိနေတာမဟုတ်ဘူးမူလကတည်းကတည်ရှိနေတာမဟုတ်ဘဲနဲ့သူ့မှာစပြီးတော့ဖြစ်ပေါ်လာတဲ့အချိန်တစ်ခုဆိုတာရှိတယ်တတန်းဘာဆိုရင်73.8 ဘီလီယံလို့ပြောတော့အဲ့ဒီမတိုင်ခင်မှာစัจ java ရာကြီးဆိုတာမရှိနေသေးဘူးအဲ့တော့ဒီစัจ java ရာကြီးကလွန်ခဲ့တဲ့နှစ်တန်းပေါင်း73.8 ဘီလီယံမှာစပြီးတော့ဖြစ်ပေါ်လာတာသိပ္ပံပညာရှင်တွေရဲ့အဆိုအရဆိုရင်တော့Big Bang လို့ခေါ်တဲ့မဟာပေါက်ကွဲမှုကြီးကနေတဆင့်ဖြစ်ပေါ်လာတာလို့ပြောတယ်ဒါဆိုရင်အဲ့ဒီမဟာပေါက်ကွဲမှုကြီးလို့ခေါ်တဲ့ Big Bang ကြီးဖြစ်မလာခင်ရှိမလာခင်မှာရောဘယ်သူရှိနေခဲ့တယ်လဲသူကောဘယ်မှာရှိနေခဲ့တယ်လဲဘယ်အချိန်မှာကတည်းကသူရှိနေခဲ့တယ်လဲဆိုတော့မေးစရာမေးခွန်းဖြစ်လာတယ်တကယ်တော့တမန်ကျမ်းစာကပြောတဲ့ဖယားဆိုတာကထာဝရဖယားလို့ပြောတယ်ထာဝရဘုရားလို့ပြောမှတော့သူကအဆုံးစမဲ့တဲ့သူဖြစ်တယ်အဆုံးစမရှိတဲ့သူဖြစ်တယ်အဆုံးစမရှိတဲ့ဘုရားကိုသူကဘယ်နေရာမှာရှိနေခဲ့တယ်လဲဆိုပြီးတော့နေရာနဲ့သူ့ကိုချုပ်ခိုင်ထားဖို့ဘယ်အချိန်မှာရှိနေခဲ့တယ်လဲဆိုပြီးတော့အချိန်နဲ့သူ့ကိုချုပ်ခိုင်ထားဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ဘူး
အကယ်၍သူကဒီနေရာကနေစပြီးတော့ဒီအချိန်ကနေစပြီးတော့ဖြစ်ပေါ်လာတာပါလို့ပြောရင်သူ့ကိုထာဝရဖယားလို့လည်းပြောလို့မရတော့ဆိုတော့သမကျမ်းစာကအစအဦး၌ဖယားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုပြီးတော့အဲ့ဒီစကားနဲ့ကျမ်းစာကစပြီးတော့ဖွင့်ထားတယ်အဲ့တော့ဒီကျမ်းစာထဲမှာအရေးကြီးတဲ့စကားလုံး၃ခုတွေ့ရတယ်အစအဦးဆိုတဲ့အချိန်ဖော်ပြချက်ရကောင်းကင်လို့ပြောတဲ့နေရာဖော်ပြချက်ရမြေကြီးလို့ပြောတဲ့ drug အကြောင်းဖော်ပြချက်ရအဲ့ဒီအရာ၃ခုတွေ့ရတယ်အဲ့ဒီအချိန်ဆိုတဲ့အရာနေရာဆိုတဲ့အရာ drug ဆိုတဲ့အရာအဲ့ဒီအရာ၃ခုဟာတပြိုင်နက်တည်းဖြစ်ပေါ်လာတဲ့အရာဖြစ်တယ်အဲ့ဒီအရာ၃ခုလုံးကိုဖယားသခင်ကပဲတပြိုင်နက်တည်းအစပြုဖြစ်ပေါ်လာစေခဲ့တယ်လို့ပြောတယ်ဆိုတော့အဲ့ဒီအရာ၃ခုဖြစ်ပေါ်လာဖို့ဆိုရင်အဲ့ဒီအရာတွေမရှိခင်မှာကတည်းကအဲ့ဒီအရာကိုဖြစ်စေတဲ့ပုံကိုဖြစ်တဲ့ဖယားကမူလကတည်းကကြိုတင်ပြီးတော့ရှိနေဖို့ရလိုအပ်တယ်ဆိုတော့မေခွန်းရှင်မေခွန်းကဘာနဲ့တော့တူလဲလို့ပြောရင်ကွန်ပျူတာကြီးတစ်ခုမရှိခင်မှာအဲ့ဒီကွန်ပျူတာကိုဖန်တီးတဲ့ပုံကိုဘယ်မှာရှိနေတယ်လဲဆိုတော့မေခွန်းလိုမျိုးပေါ့နော် ATM ဆက်ကိုဖန်တီးတဲ့ပုံက ATM ဆက်မရှိခင်ဘယ်မှာရှိနေတယ်လဲဆိုတော့ပုံမေခွန်းလိုမျိုးသွားပြီးတော့အဲ့လိုမျိုးပုံစံမျိုးဖြစ်တယ် no အဲ့ဒီအရာတွေမရှိခင်မှာကတည်းကအဲ့ဒီအရာတွေကိုရှိစေတဲ့ကွန်ပျူတာမရှိခင်မှာကတည်းကကွန်ပျူတာကိုရှိစေတဲ့သူ ATM ဆက်ကြီးတွေမရှိလာခင်မှာကတည်းက ATM ဆက်ကိုရှိစေတဲ့ပုံကိုဆိုတာကရှိနေဖို့လိုအပ်တယ်အဲ့ဒီပုံကနေရာနဲ့ချုပ်ထားလို့အချိန်နဲ့ချုပ်ထားလို့မရနိုင်တော့ပုံကိုဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တွေ့ရတယ်ဒီတော့အရာအားလုံးကိုပထမဦးဆုံးအစပြုဖြစ်တည်စေတဲ့ပုံကိုဟာအရာအားလုံးမရှိခင်မှာအရင်ရှင်းနှစ်နေပြီးတဲ့သူဖြစ်ဖို့လိုအပ်တယ်သူကရှင်းနှစ်နေုံတွေမကဘူးသူကစွမ်းအင် power လည်းရှိဖို့လိုအပ်တယ်အဲ့ power ရှိမှပဲဒီအရာတွေအားလုံးကိုရှိအောင်လုပ်နိုင်တဲ့အစွမ်းရှိမှာဖြစ်တယ်သူကအစွမ်းလည်းရှိဖို့လိုအပ်တယ်အစွမ်းရှိအောင်လေးနဲ့ရလာလို့မရဘူးသူမှာ intelligence လို့ခေါ်တဲ့အသိဉာဏ်ပညာလည်းရှိဖို့လိုအပ်တယ်အသိဉာဏ်ပညာပဲရှိလို့မရသေးဘူးသူဟာပုံကိုတစ်ပါးဖြစ်ဖို့လိုအပ်တယ်ဒါမှပဲသူ choice လို့ခေါ်တဲ့ရွေးချယ်မှုတွေသူလုပ်လို့ရမှာဆိုတော့အဲ့ဒီလိုပုံကိုကအရင်လည်းရှိရမယ်စွမ်းအင်လည်းရှိရမယ်စွမ်းအား power လည်းရှိရမယ်အသိဉာဏ်လည်းရှိရမယ်ပုံကိုလည်းဖြစ်ရမယ်ဆိုရင်အဲ့ဒါလိုပုံကိုမျိုးကဘယ်သူပဲဖြစ်နိုင်လဲဆိုရင်ဖယားကလွဲလို့ဘယ်သူမှမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်ကောက်ချက်ချလို့ရတယ်ဆိုတော့ဒီဖယားကကောင်းကင်ရဲ့မြေကြီးတာမကစัจ java ကြီးတစ်ခုလုံးတတ်ရှိတွေလူသားတွေအားလုံးမရှိမီကလေးကရှိနေနှင့်ပြီးတော့ပုံကိုဖြစ်တယ်ပြီးရင်ဒီဖယားကိုတမန်ကျမ်းစာကနာဝိညာဉ်ဖယားနာဝိညာဉ်ပုံကိုလို့ပြောတယ်ဒါကြောင့်ဒီဖယားဟာကျွန်တော်တို့နဲ့အတူနေရာတိုင်းမှာရှိနေနိုင်သောပုံကိုဖြစ်တယ်လို့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီဖယားရှိကြောင်းကိုစင်ချင်တုံတရားနဲ့လဲကျွန်တော်တို့ကသိနိုင်တယ်လို့အတွေ့အကြုံ experience အားဖြင့်လဲသိနိုင်တယ်လို့တမန်ကျမ်းစာကပြောတယ်ကျမ်းစာကငါ့ကိုခေါ်လို့ငါထူးမြည်လို့ပြောတယ်ငါ့ကိုရှာလင်အတွေ့ခံပြီးလို့ပြောတယ်ဆိုတော့မေခွန်းရှင်တဲ့ကွာဗီဒီယိုကိုကြည့်နေတဲ့သူတွေဖယားကိုရှာကြည့်ပါစမ်းကြည့်ပါခေါ်ကြည့်ပါလို့ဒီနေရာကနေပဲကျွန်တော်ပြောပြချင်ပါတယ်ကျေးဇူးများတင်ပါတယ်